ရှမ်းမင်းသမီးရဲ့ကျင်းစာတွေအသက်ဝင်နေတဲ့ဆိုတဲ့မိမရဲ့တခင်မှာတောင်တော်သမိုင်းဒီတောင်ပေါ်ကိုလာတဲ့ချစ်သူဆုံးတဲ့မှန်သမျှပြက်ဆဲကြတာတွေဖြစ်ကြတယ်ဆိုတဲ့လူတွေပြောနေတဲ့စကားအညှို့ကြီးတဲ့မင်းသမီးရဲ့ဝိညာဉ်မကျွတ်မလွတ်ကင်းအောင်နေတဲ့နေရာဒါကတော့ရှမ်းပြည်နယ်မှာနာမည်ကြီးနေတဲ့မိမရဲ့တခင်မှာတောင်ပါမိမရဲ့တခင်မှာတောင်တော်ကရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုမိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မင်းတိုင်ပင်ကျွော်မှာရှိပါတယ်ဒီတောင်လေးဟာတစ်ချိန်ကဝမ်းနဲ့ရင်းနှင်းပွဲချစ်ဆန်လန်လေးတစ်ပုတ်ဖြစ်တည်ခဲ့တဲ့နေရာလေးကိုလည်းပြောလို့ရပါတယ်ပါဇက်ရာသဝင်နဲ့ဆိုရဆိုရင်ချွန်မောလာပါတယ်ဘရင်သမီးတော်နန်းဧကရီမွေးဟာပြည်တော်သားအညတရကုမာရာဆိုတဲ့လူနဲ့ချစ်ကြိုက်နေပါတယ်။ဒီနေ့သူတို့နှစ်ဦးချစ်နေကြတဲ့အကြောင်းကိုဘရင်ကြီးရဲ့ရွှေနယ်တော်ကိုပေါက်ကြားသွားပါတယ်။အဲဒီခါဘရင်ကြီးကမျက်တော်ရှာပြီးအမေယုကနှီးဦးမအာမနာပြည်တော်သားကုမာရာကိုတတ်စီဆိုတဲ့တစ်ချက်လွတ်အမိတ်ချမှတ်လိုက်ပါတယ်။ဒီသတင်းကိုနန်းဧကရီမွေးကြားတဲ့အခါရင်ဝါကိုစေဝံတူနဲ့ထုသလိုခံစားရပြီးချစ်သူမောင်အတွက်စိတ်ပူလို့နန်းတော်ကနေခိုးထွက်ခဲ့ပါတယ်။အဲဒီနောက်မင်းသမီးလေးနဲ့ကုမာရာတို့ကခိုးပြေးကြပြီးဘရင်ကြီးနဲ့ဝေးရကိုထွက်ပြေးသွားပါတယ်။အဲဒီတော့ကအခုမိမရဲတောင်ရဲ့အရှိဘက်မှာရွာခွန်ကိုကောက်တဲ့ကင်းတောင်ဆိုတဲ့နေရာလေးရှိပါတယ်ဒီနေရာကိုဖျက်ဆီးသွားဖို့ဆိုအကောက်ခွန်ကိုပေးရမှာဖြစ်ပါတယ်အဲဒီခါကုမာရမှာပေးစရာငွေကဘာမှမရှိတော့ခွန်တော်မဆောင်နိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့မင်းသမီးလေးကိုချန်ထားပြီးသူ့ရဲ့ရွာကိုပြန်သွားပါတယ်အချစ်ဆိုတာကိုယုံပြီးနန်းတော်ကနေထွက်ပြေးကရှစ်သူနောက်လိုက်ခဲ့တဲ့နန်းဧကရီမိုးရဲ့မင်းသမီးလေးအတွက်တော့စိတ်မကောင်းစရာပါဘရင်သမီးတော်လေးကအားကိုးစရာလည်းမရှိနန်းတော်ကိုပြန်သွားရင်လည်းခမဲတော်ရဲ့အမျက်တော်ထိမှကိုသိတဲ့အတွက်အခုမိမရဲတောင်ရဲ့အနောက်ဘက်ပေ60ခန့်နဲ့တဲ့ရေဝဲကြီးတဲ့ကိုခုန်ချပြီးအဆုံးစီရင်သွားပါတယ်မင်းသမီးလေးမသိခင်အချိန်လေးမှာချစ်ကိုစိတ်နာလို့ဒီနေရာကိုလာတဲ့ချစ်သူဆုံးတွဲမှန်သမျှကွဲပါစေဆိုပြီးချိန်စာတိုက်ခဲ့ပါတယ်အရင်ကဒီတောင်ကိုမိမဝဲတောင်လို့ခေါ်ရာကနေအချိန်ကာလရွေးလျားလာတော့မိမရဲတောင်လို့လူသိထင်ရှားများလာတာပါမိမရဲတောင်လို့ခေါ်ရတဲ့အကြောင်းရင်းလည်းရှိပါတယ်နန်းဧကရီမှုလို့ခေါ်တဲ့ရှမ်းမင်းသမီးလေးကမိမရဲတောင်ကိုရှာပြီးသာသနာပြုပေးပါဆိုပြီးရောက်ကော်ဘိုင်ရည်ကြီးကိုအိမ်မက်ပေးပါတယ်ရောက်ကော်ဘိုင်ရည်ကြီးတဲ့အိမ်မက်အရာတောင်တော်ကိုလိုက်ရှာရင်းတောင်ရဲ့အရှိပဲရွာငံအောင်ပန်ကားလမ်းမကြီးဘေးမှာစီးလာတဲ့ကားကအလိုလိုနေရင်ဆက်ပြတ်သွားပါတယ်။ကားဆရာလည်းစူးစမ်းပြင်ပေမဲ့မရပါဘူး။ဒီလိုနဲ့ညနေညညိုဆောင်ချိန်လေးမှာကားလမ်းဘေးကခြုံတော်တဲကနေအစိမ်းရောင်ဝတ်ထားတဲ့ရှမ်းမလေးတယောက်ထွက်လာပါတယ်။အဲဒီခါဗိုက်သေးရှာနေတဲ့မိမရက်တောင်ကအခုမြင်နေရတဲ့တောင်ပါလို့ပြောပြီးခြုံတော်တဲဝင်ပြောက်ကွယ်သွားပါတယ်။အဲဒီချိန်ကနေစပြီးဒီတောင်ကိုမိမရက်တောင်လို့ခေါ်ခဲ့ကြတာပါ။